တော့ခတ်ထားသောအိမ်မက်များမြို့ပြရဲ့စုညံတန်တွေကြားမှာကျွန်တော်တို့သတိမထားမိတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။သူ့နာမည်ကကျော်စော။သူ့မှာပုံသေးအလုပ်ရည်လို့မရှိပါဘူး။တနေ့မှာစောက်လုပ်ရေးဆိုင်မှာအုပ်သိရင်တည်ရမယ်။နောက်တနေ့မှာဈေးထဲမှာကုန်ထမ်းရင်ထမ်းရမယ်။သူ့အတွက်အလုပ်ဆိုတာဝါသနာပါဖို့ထက်ညနေအိမ်ပြန်ရင်မိသားစုအတွက်စံတပီနဲ့စီတဆုပ်ပါလာဖို့ကပိုအရေးကြီးပါတယ်။ဒါပေမဲ့ဒီလိုပင်ပန်းလာတဲ့ဘဝရဲ့ခြားထဲမှာကျော်စောမှာတိတ်တဆိတ်မျက်နှိုးရတဲ့ဝါသနာတစ်ခုရှိတယ်။အဲ့ဒါကတော့ပကြီးဆွဲတာပါ။သူ့မှာစီးရောင်စုံတွေစုတ်တန်ကောင်းကောင်းတွေမရှိပေမဲ့အလုတ်နားချိန်မှာရတဲ့ခဲတံတိုလေးတွေနဲ့ကတ်ထုပြားအစုပ်တွေပေါ်မှာသူမြင်ရတဲ့လောကကြီးကိုပုံဖော်တတ်ပါတယ်။အဲ့ဒီအချိန်လေးကပဲသူ့ဘဝရဲ့တစ်ခုတည်းသောဖြစ်ချင်တဲ့စန္ဒအလင်းတန်းလေးပေါ့။ဝမ်းစာနဲ့စိတ်ကူးတို့ရဲ့အားပြိုင်မှုကျော်စောတနည်းကိုရတဲ့လုပ်အားကဟာသူ့တကူစာအတွက်မဟုတ်ဘူး။အိမ်ကအိုမီးမစွမ်းမိပါနှစ်ပါးနဲ့ကြောင်းတက်နေတဲ့ညီမလေးအတွက်တခါတလေသူကက်ထုပြားပေါ်မှာပကြီးဆွေးနေရင်အဖေဖြစ်သူကငါသားရဲ့ဒီအယုတ်တွေကထမင်းမဖြစ်ပါဘူးအလှုပ်ပဲအားဆိုင်ပါလို့ပြောတတ်တယ်။အဲ့ဒီစကားကကျော်စောရဲ့ရင်ပတ်ကိုဓာတ်နဲ့ဟုံးတယ်လို့ပါပဲ။တရက်မှာတော့သူအရန်ချစ်တဲ့ပကြီးပစ္စည်းလေးတွေဝေးဖို့စုထားတဲ့ပတ်စံလေးကိုညီမလေးចောင်းလာစာအတွက်ထုတ်ပြီးလိုက်ရတယ်။အဲ့ဒီနေ့ကစပြီးကျော်စောနားလည်သွားခဲ့တယ်။သူ့လိုလူတန်းစားအတွက်အိမ်မက်ဆိုတာဖိုက်ဝနေတဲ့သူတွေမှာမက်ခွင့်ရှိတဲ့အရာဆိုတာပါပဲ။သူ့ရဲ့ဝါသနာဟာဝမ်းစာရည်ရှိမှဒူးထောက်အရှုံးပေးလိုက်ရတဲ့နေ့ပေါ့။ခောက်သိမ်းလိုက်ရတဲ့စုတ်တန်တူလီနောက်ဆုံးမှာတော့ကျော်စောဟာသူ့ရဲ့ခဲတံတူလီတွေနဲ့ကတ်ထုပြအစုပ်တွေကိုအိမ်ထောက်ကတစ်တာအစုပ်ထဲမှာထည့်ပြီးတော့ခက်လိုက်ပါတော့တယ်။သူဟာပကြီးစရာတယောက်ဖြစ်မလာခဲ့ဘူး။သူဟာနေပူထဲမှာချွေးတလုံးလုံးနဲ့ရုန်းကန်နေရတယ်။နေစားအလုပ်သမားတယောက်အဖြစ်ပဲရှိဆက်ခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့သူဟာဖြစ်ချင်တာထက်မိသားစုအတွက်ဖြစ်တင်တာကိုပဲဦးစားပြီးရွေးချယ်ကြရလို့ပါပဲ။သူတို့ဟာစိတ်တက်မခိုင်မာလို့မဟုတ်ပါဘူး။သူတို့ချစ်တဲ့လူတွေရဲ့ဘိုက်ဝဖို့အတွက်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုစတီးခဲ့ကြသူတွေပါ။ကျော်စိုးရဲ့ပကြီးကားတွေဟာတစ်တာတွေမှာအယောင်မှင်သွားနိုင်ပေမယ့်သူ့ရဲ့ကိုကြိုးစွန့်လို့မှုကတော့အမှုပညာတစ်ခုထပ်ကိုပဲပို့ပြီးလေးစားဖို့ကောင်းနေပါတော့တယ်။ညီကုန်းလူငယ်များအတွက်ပြီးဆောင်ဒီဇလန်ကိုနားထောင်နေတဲ့တငယ်ချင်းတို့ကြီးအိမ်မက်ကိုခောက်သိမ်းထားရတာဟာအရှုံးမဟုတ်ပါဘူး။မိသားစုအတွက်ဝမ်းစာအတွက်ကိုယ်ဝါသနာကိုစတီးပြီးရုန်းကန်နေရတာဟာတာဝန်တိစိတ်ရှိတဲ့ရောသားတစ်ယောက်ရဲ့လူရက်ပါ။ဝါသနာဆိုတာတည်ဆုံးသွားတာမဟုတ်ဘဲနဲ့ခဏအိပ်ပျော်နေတာပါ။အချိန်ကိုစောက်ပါ။တင်ဟာဖြစ်ချင်တာကိုမလုပ်ရသေးလို့တိမှတ်နေပါနဲ့။ဖြစ်တင်တာကိုကြည်ပြူအောင်လုပ်နေတဲ့တင့်ရည်တည်နေတွေဟာနောက်တစ်ချိန်မှာအောင်မြင်မှုအတွက်အခိုင်အမာဆုံးသောအုံမြစ်တွေဖြစ်လာပါလိမ့်မယ်။အိမ်မက်ကိုတော့ခက်လိရပြီမယ်။မြို့လင့်ချက်တို့ပဲတော့မခက်လိုက်ပါနဲ့